ဖွက်မီတေနေ3 4 5 6ဖွက်မီ6ခုလုပ်ပြီးတော့မှတိုင်ရှိထိုးမယ်တိုင်ရှိထိုးဖို့ကတေနေ3ဟုတ်ပြီတိုင်ရှိထိုးဖို့ကဖွက်မီ3ခုထပ်ထိုးမယ်ပြီးရင်ဒီဖွက်မီကိုတေနေ3 4နေရာမှာတိုင်ရှိထိုးပါမယ်လေးနေရာမှာတိုင်ရှိထိုးပြီးရင်နောက်တစ်နေရာမှာတိုင်ရှိထိုးတော့ပါမယ်တိုင်ရှိပြီးရင်နောက်တစ်နေရာမှာတိုင်ရှိပြီးရင်နောက်တစ်နေရာမှာတိုင်ရှိပြီးရင်နောက်တစ်နေရာမှာတိုင်ရှိဟုတ်ပြီဒီမှာကျွန်မတိုင်ရှိတေနေ3 4 5 6 9တိုင်ရှိ9ခုရပြီးဖွက်မီတေနေ3ဖွက်မီနောက်တန်အတွက်ဖွက်မီ3ခုထိုးပြီးတော့မှဒီဒုတိယတိုင်ရှိရဲ့အထိပ်မှာနော်ဒီတေနေဒုတိယတိုင်ရှိရဲ့အထိပ်မှာတိုင်ရှိထိုးမယ်ပြီးရင်နောက်တေနေ3တတိယတိုင်ရှိရဲ့တေနေ3တတိယတိုင်ရှိရဲ့ထိပ်မှာတိုင်ရှိထိုးသွားပါမယ်ပြီးရင်နောက်တနေရာမှာပြီးရင်နောက်တနေရာမှာပြီးရင်နောက်တနေရာမှာကျမတို့တတန်းတိုင်းတိုင်ရှိ9ခုရှိရပါမယ်တေနေ3 4 5 6ပြီးနောက်ဆုံးဒီဖွက်မီတေနေ3ဒီဖွက်မီ3နေရာမှာเนาะတိုင်ရှိဟုတ်ပြီကျွန်မမှာတိုင်ရှိ9ခုရှိပြီပြီးရင်နောက်တတန်သက်ဖွက်မီတေနေ3ဖွက်မီ3ခုထိုးပြီးတော့မှဒုတိယတိုင်ရှိရဲ့အထိပ်မှာတိုင်ရှိပြီးရင်နောက်တိုင်ရှိရဲ့အထိပ်မှာတိုင်ရှိနောက်တိုင်ရှိရဲ့အထိပ်မှာတိုင်ရှိနောက်တိုင်ရှိရဲ့အထိပ်မှာတိုင်ရှိနောက်တစ်ခုတိုင်ရှိရဲ့အထိပ်မှာတိုင်ရှိဟုတ်ပြီတိုင်ရှိကိုတေနေ3 4 5 6ခုရှိပြီနောက်ဆုံးဖွက်မီတေနေ3နေရာမှာတိုင်ရှိဟုတ်ပြီကျွန်မအခုဆိုရင်တိုင်ရှိ9ဟာတေနေ3 4 5 6 9တိုင်ရှိ9ခုရပြီနောက်ထပ်ဖွက်မီတေနေ3ဒီမှာဒုတိယတိုင်ရှိရဲ့အထိပ်မှာတိုင်ရှိနောက်တိုင်ရှိရဲ့အထိပ်မှာတိုင်ရှိနောက်တိုင်ရှိရဲ့အထိပ်မှာတိုင်ရှိနောက်တိုင်ရှိရဲ့အထိပ်မှာတိုင်ရှိပြီးဒီလိုမျိုးဆက်ထိုးသွားပါမယ်ဟုတ်ပြီဒီမှာကျွန်မကအရှိ17လက်မ okay ကျွန်မ17လက်မနော်17လက်မရပြီဆိုတော့17လက်မကို28 cm နော်28 cm ရပြီဆိုတော့ကျွန်မဒီမှာအခုဒီခေါင်းစီကျိုးဒီ rubber band ပေါ်မှာဒီလိုမျိုးဗာလဲဖုံးထားဒီ rubber band ကိုဒီလိုမျိုးဖုံးထားပြီးတော့မှ
ဒီအထိတ်မှာချီသွားထိုးပါမယ်ဒီလိုမျိုးဖုံးထားပြီးတော့မှဟုတ်ပြီဆိုတော့ဒီမှာကျမဒီခြေကိုနှစ်ခုတွဲပြီးတော့မှထိုးသွားပါမယ်ကျမရဲ့ခြေကနည်းနည်းအရန်သေးနေလို့ဟုတ်ပြီဖွက်မီတစ်ခုဟုတ်ပြီဒီမှာကျမဖွက်မီဒီကျမတို့ဟိုဘက်တိုင်ရှိနဲ့ဒီဘက်တိုင်ရှိကိုကျမတို့ဗါတယ်ညီအောင်ထိုးပါမယ်เนาะဟိုဘက်တိုင်ရှိနဲ့ဒီဘက်တိုင်ရှိကြမှာကျမတို့ဖွက်မီနှစ်ခုကျမထိုးပါမယ်เนาะဒီမှာဖွက်မီမဟုတ်ဖွက်မီမဟုတ်ဘူးတိုင်တူနှစ်ခုခိုးတာတိုင်တူနှစ်ခုထိုးထားပြီးရင်ဖွက်မီ1 2 3 4 5 6ဖွက်မီ6ခုထိုးပြီးရင်နောက်ထပ်ပန်းအတွက်ဖွက်မီ1 2 3ဟုတ်ပြီဒီပန်းအတွက်3ခုဆိုတော့ဒီကျမတို့ခြေထိုးတိုင်ကနေဖွက်မီ1 2 3နေရာမှာတိုင်ရှိထိုးပါမယ်3နေရာမှာတိုင်ရှိ2ချက်ထိုးတိုင်ရှိ2ချက်ထိုးပြီးရင်ဖွက်မီ2ခု1 2 3ဖွက်မီ2ခုထိုးမဟုတ်ဖွက်မီ3ခုဖွက်မီ2ခုထိုးပြီးတော့မှဒီခုနတိုင်ရှိ2ချက်ထိုးတဲ့နေရာမှာ slip stitch ထိုးပါမယ်ရှော့ကော slip stitch ပြီးရင်တိုင်ရှိ2ချက်ဖွက်မီ2ခုပြန်ထိုးပြီးတော့မှတိုင်ရှိ2ချက် chain ထိုးပြီးရင်2 double crochet 2 double crochet into the center okay ပြီးရင်ဖွက်မီ2ဖွက်မီ2ခုထိုးပြီးရင်ဒီမှာ slip stitch ပြီးရင်ဖွက်မီ chain ထိုး1 2ပြီးရင်2 double crochet အထက်မှာတိုင်ရှိ2ချက်ပြန်ထိုးတိုင်ရှိ2ချက်ပြန်ထိုးပြီးရင်ဖွက်မီ1နဲ့ဖွက်မီ2ခုပြန်ထိုးပြီးရင်ဒီမှာတိုင်ရှိမဟုတ် slip stitch ပြီးရင်ဖွက်မီ2ခုပြီးရင်တိုင်ရှိ2ချက်ပြန်ထိုးပြီးရင်ဖွက်မီ1နဲ့ပြီးရင် slip stitch ပြီးရင်ဖွက်မီ1နဲ့ပြီးရင်တိုင်ရှိ2ချက်ပြန်ထိုးပြီးရင်ဖွက်မီ2ခု1နဲ့ပြီးရင်ဒီထဲမှာ slip stitch ရှက်ကောပြန်ထိုး slip stitch ဆိုတော့ကျမမှာပန်းပွန်း1 2 3 4 5ခုရှိပြီဆိုတော့ဒီကျမတို့ဖွက်မီ6ခုပေါ်မှာ slip stitch တစ်ခုချင်းစီထိုးသွားပါမယ် slip stitch 1 slip stitch slip stitch 4 5 6ဟုတ်ပြီ6ခုပြီးသွားပြီဒီမှာပန်းပွန်းအဲ့ဒါနဲ့ဒီမှာကျမနောက်တိုင်ရှိဒီမှာကျမဒီမှာတိုင်တူ single crochet ထိုးတဲ့နေရာမှာ single crochet ပြန်ထိုးဟုတ်ပြီဒီထဲမှာတိုင်တူ3ခုဖြစ်သွားပြီเนาะဟုတ်ပြီ
နောက်တစ်နေရာတိုက်တူနှစ်ချက်ပြီးရင်ဖွက်မီ1 2 3 4 5 6 9ပြီးရင်ကျွန်မဒီခုနခုထိုးပြီးတော့မှတိုက်ဖွက်မီနှစ်နေရာမှာတိုက်တူဒီ3ချက်ထိုးပါမယ်1 2 3ပြီးရင်ဟုတ်ပြီတိုက်တူ3ချက်ဒါမှမဟုတ်ခြေကနည်းနည်းတီးတော့တယ်ဆိုရင်တိုက်တူ4ချက်ပြီးရင်ဒီဖွက်မီ1 2 3 4 5ထဲမှာ slip stitch ထိုးတော့ပါမယ် slip stitchပြီးရင်ဒီတိုက်တူနှစ်ချက်ထိုးတဲ့နေရာမှာတိုက်တူတစ်ချက်ပြန်ထိုးပြီးနောက်တစ်နေရာမှာတိုက်တူနှစ်ချက်ထိုးပြီးရင်ပန်းပြန်ထိုးပါမယ်1 2 3 4 5 6ပြီးရင်ပန်းအတွက်1 2 3ဟုတ်ပြီ1 2 3 1 2 3နေရာမှာတိုင်ရှိနှစ်ချက်ထိုးတိုင်ရှိနှစ်ချက်ပြီးရင်ဖွက်မီနှစ်ခုပြီးရင်ဒီထဲမှာ slip stitch ပြီးရင်တိုင်ရှိဖွက်မီနှစ်ခုပြန်ထိုးဒီထဲမှာတိုင်ရှိနှစ်ချက်ဖွက်မီနှစ်ခုပြီးရင် slip stitch ဖွက်မီနှစ်ခုတိုင်ရှိနှစ်ချက်ဒီထဲမှာဖွက်မီနှစ်ခု slip stitch ဖွက်မီနှစ်ခုတိုင်ရှိနှစ်ချက်ဖွက်မီနှစ်ခု slip stitch ဖွက်မီနှစ်ခုတိုင်ရှိနှစ်ချက်တိုင်ရှိနှစ်ချက်ပြီးရင်ဖွက်မီနှစ်ခုပြီးရင်ဒီမှာ slip stitch ဟုတ်ပြီ slip stitch ပြီးရင်ဒီပန်းကိုကျမတို့ဒီလိုမျိုးဒီဗာလဲတက်လေးဖြစ်ချင်းတယ်ဆိုရင်ဒီကျမတို့စခဲ့တဲ့ပန်းဒီကျမတို့စခဲ့တဲ့ပန်းဖွက်မီနောက်ဆုံးဒီအောက်ဆုံးကဖွက်မီထဲမှာ slip stitch ထိုးသွားတယ်ဆိုရင်ပူပြီးတော့ပန်းကတက်ဒီလာတော့ပါမယ်ဟုတ်ပြီပြီးရင်ဟိုဘက်မှာ slip stitch ဒီအနောက်ဘက်မှာဒီ slip stitch ထိုးတော့ပါမယ်6ခု1 ဒီတစ်ခါကျွန်မရဲ့ကျူးကမလောက်ဘူးဖြစ်နေတယ်6ခုဖြစ်ရပါမယ် slip stitch 6ခုပြီးရင်နောက်ဆုံးဒီတိုင်တူထိုးတဲ့နေရာမှာတိုင်တူပြန်ထိုးပါမယ်ဟ
ဟုတ်ပြီပြီးရင်နောက်ကွင်းထဲမှာဒီဘက်ကတိုင်ရှိနဲ့ဟိုဘက်ကတိုင်ရှိကွင်းထဲမှာတိုင်တိုးနှစ်ချက်တိုင်တိုးနှစ်ချက်ပြီးရင်1 2 3 4 5 6ပြီးရင်ကျွန်မဒီဥစ္စာကိုနည်းနည်းတီးသွားတယ်ဆိုရင်ကျွန်မတို့ပို့ကြည့်အောင်လုပ်မယ်ဆိုရင်ကျွန်မတိုင်ရှိပဲထိုးတော့ပါမယ်ဒီမှာဒုတိယနေရာမှာဖွက်ပြီးဒုတိယနေရာမှာsorry တိုင်ရှိမဟုတ်ဘူးတိုင်လက်ဒီကျိုးကိုယူပြီးတော့မှဒီမှာဒုတိယနေရာမှာကိုထိုးပြီးရင်ဒီ3ခုဒီအပင်3ခုကိုတခါတည်းထုတ်သွားမယ်တစ်နှစ်3 4ဟုတ်ပြီပူကြည့်သွားတယ်ဒီမှာပူကြည့်သွားတယ်ဆိုတော့ဒီမှာ slip stitch နှစ်3 4ဟုတ်ပြီဆိုတော့ပြီးရင်ဒီတိုင်တိုထိုးထားတဲ့နေရာမှာတိုင်တိုတစ်ခုပြန်ထိုးဟုတ်ပြီပြီးရင်နောက်တစ်နေရာမှာတိုင်တိုနောက်တစ်ကွင်းမှာတိုင်တိုတစ်နှစ် sorry ပြီးရင်ကျမတို့ဒီပန်းကိုပြန်ထိုးပါမယ်နော်ဒီပန်းကိုပြန်ထိုးမယ်1 2 3 4 5 6ပြီးရင်1 2 3ဟုတ်ပြီပန်းတိုင်တို3နေရာမှာဖွက်ပြီး3နေရာမှာတိုင်တိုနှစ်ချက်ထိုးတိုင်ရှိနှစ်ချက်ထိုးပြီးရင်ဖွက်ပြီးနှစ်ခုပြီးရင်ဒီကွင်းထဲမှာ slip stitch ပြီးရင်ဖွက်ပြီးနှစ်ခုပြီးရင်ဒီကွင်းထဲမှာတိုင်ရှိနှစ်ချက်ဖွက်ပြီးနှစ်ခုဒီကွင်းထဲမှာ slip stitch ဖွက်ပြီးနှစ်ခုကွင်းထဲမှာတိုင်ရှိနှစ်ချက်ဖွက်ပြီးနှစ်ခုကွင်းထဲမှာ slip stitch ဖွက်ပြီးနှစ်ခုကွင်းထဲမှာတိုင်ရှိနှစ်ချက်ဖွက်ပြီးနှစ်ခုကွင်းထဲမှာ slip stitch ဖွက်ပြီးနှစ်ခုကွင်းထဲမှာတိုင်ရှိနှစ်ချက်ဖွက်ပြီးနှစ်ခုကွင်းထဲမှာ slip stitch ဟုတ်ပြီပြီးရင်အနောက်မှာ slip stitch နှစ်ခု3ခု4 5 6ပြီးရင်ကျမတို့ဒီမှာတိုင်တိုထိုးထားတဲ့နေရာမှာတိုင်တိုနောက်ထပ်တစ်ချက်ပြန်ထိုးဟုတ်ပြီကျမတို့ပန်းကဒီလိုဖြစ်သွားပြီနော်ကွန်ထဲမှာတိုင်ရှိတိုင်တိုနှစ်ချက်ပြီးရင်ဒီဥစ္စာပြန်လုပ်ပါမယ်1 2 3 4 5 6ဒုတိယနေရာမှာတိုင်လာ4ချက်1 2 3 4ပြီးရင် slip stitchပြီးရင်ကျမတို့တိုင်တိုထိုးထားတဲ့နေရာမှာနောက်ထပ်တိုင်တိုပြန်ထိုး
ဆိုတော့ဒီလိုမျိုးလာသွားပါမယ်
ဟုတ်ပြီကျွန်မဒီမှာဒီအဆုံးရောက်ပါပြီနော်ဒီမှာအဆုံးရောက်ပါပြီဆိုတော့ကျွန်မဒီချိုးလေးကိုခတ်ပြီးတော့အထဲမှာထည့်ပြီးတော့မှချုပ်သွားပါမယ်ဟုတ်ပြီဒီမှာဟိုဘက်နဲ့ဒီဘက်စတဲ့ဖက်ကိုဒီလိုမျိုးအတူချုပ်သွားမယ်ဒီဘက်နဲ့ဟိုဘက်ကိုတွဲပြီးတော့ဒီလိုချုပ်သွားပါမယ်ဟုတ်ပြီပြီးတော့ပါပြီ